ကဘာကြီးမှာအာဒန်နဲ့ဧဝါကပဲစတယ်လို့ပြောဓမ္မကြီး၄ပါးကစတယ်ပဲပြောသူတို့ထက်မှာအမင်းဆိုတဲ့အဲ့ရှိလေပြည့်စုံရင်ပါလာလို့ကဘာကြီးကအချက်မပြတ်ဖဲနဲ့ဒီနေ့အထိကျွန်တော်တို့အထိသားစဉ်ကြီးလက်ကြီးဖြစ်လာတော့ဟုတ်အမင်းမှန်သမျှဘာသာမျိုးချလူမျိုးကြရဲ့လို့ကျွန်တော်သိချင်မှမရှိဘူးအမင်းသားတဲ့အမေကြောင့်ဟာအမေပါပဲအမေသူကယုံညာလို့သူကလူမျိုးကြမလို့သူကဘာမလို့ဘယ်ဘာသာမလို့မဟုတ်ပါဘူးမဟုတ်ပါဘူးကျွန်တော်မြင်လာဖြစ်ကျွန်တော်ပြောအောင်မယ်ကျွန်တော်လွန်သွားမလားမလွန်ပါဘူးကျွန်တော်စဉ်းစားခါမှပြောတာပါအမေမှန်ရင်လေအမေနားနဲ့ဘွားနဲ့ငါပြောလိုက်ပြစီတော့အမေဟာကျွန်တော်လက်ထက်ထွန်းမှာကျွန်တော်မျက်စိအောက်မှာပဲမိမရှိဖြစ်နေပါစေအမေဟာအမေပါဘူး